ညနေခင်းကအိမ်ရှိကစပယ်ပင်မြို့နယ်တစ်ခုတည်းကဖိုးကြီးလေးနဲ့သူ့မြေးကလေးလေးတူနေကြတဲ့အိမ်မှာစပယ်ပင်ကြီးတစ်ပင်ရှိတယ်တစ်ဖက်နှက်ကိုနေရာယူပြီးအမြဲစိတ်နေတဲ့ဒီစပယ်ပင်ကနန်းနန်းတွေအစဉ်ပြေလာပါတယ်ဒါပေမဲ့မနေ့ကစပြီးအိမ်ထဲကလူတွေဆိုးဖြစ်နေကြတယ်အဖိုးကမနက်ခင်းတိုင်းထထွက်ရင်စပယ်ပင်အောက်ကနေတယောက်ကတချင်းဆိုနေတဲ့အတန်ကိုကြားတယ်မမြင်ရဘူးမနီးနိုင်ဘူးသူ့မြေးလေးကလည်းညတိုင်းအိပ်ရာထဲကထားပြီးအိမ်ခြံဝင်းထဲကိုလမ်းလျှောက်သွားတယ်မနက်ခင်းပြန်မေးတော့သူကစပယ်ပင်ကအမေရဲ့အတန်ကြားလို့ပြန်မိတယ်အဖိုးကစိတ်ကလွယ်ပြီးညနေပေါက်ထဲမှာပင်ကိုနဲ့ပဲစပယ်ပင်ကိုသွားဖူးတယ်အပင်ရဲ့အောက်မှာလူပျောက်ခဲ့တဲ့သူဖြစ်တဲ့သူသမီးလေးရဲ့ဓာတ်ပုံနဲ့တူတဲ့မိန်းကလေးတစ်ဦးရဲ့ရုပ်ပုံကိုမြင်လိုက်ရတဲ့သူ့ပင်ရောင်လဲသူ့နားမှာဖခင်ရေကလေးလေးကိုငါနားမှာထားခြင်းတယ်ဆိုတဲ့အတန်နူးနူးလေးကတကယ်ကြားရတယ်အဖိုးကတနင်္ဂနွေနံနက်မှာဘုန်းကြီးကိုခေါ်ပြီးစပယ်ပင်အောက်ကမြေယာကိုတူးကြည့်ကြတယ်ဒုတိယညမှာပျောက်ဆုံးခဲ့တဲ့သူသမီးရဲ့အလောင်းရဲ့အလှည့်ပြောင်းမရှိတဲ့အင်ဂျီနဲ့တင်မသုံးရသေးတဲ့ဖက်နှက်တွေထိတွေ့လာရတယ်အဖိုးနဲ့သူ့မြေကနောက်ထပ်ညများမှာအတန်မကြားတော့ဘူးဒါပေမဲ့စပယ်ပင်ကအရင်လိုအနံ့မျိုးပြန်မသွားတော့ဘူးလို့ပြောကြတယ်